ညီကိုရီအားလုံးမင်္ဂလာပါဗျာဖုတ်ဘောပိုင်ကေကနေကြိုဆိုလိုက်ပါတယ်မနေ့ကကျွန်တော်ရဲ့ညီကိုရီအော်ဝင်ဖြစ်ခဲ့တဲ့ TikTok မှာတင်ပေးခဲ့တဲ့ Equator Go Out အပြေးရခဲ့ဆိုကျွန်တော်ရဲ့ channel မှာနောက်ထပ်တင်ပေးခဲ့တဲ့အရန်ပွဲဖြစ်တဲ့နတ်သက်တန်ဂိုးပေါ်ကလည်းအပြေးရခဲ့တယ်နောက်ပြီးတော့ကျွန်တော် channel မှာပဲ live ပွဲစဉ်ဖြစ်တဲ့ Equator နဲ့ကူရာသောင်းမှာကျွန်တော်ကူရာသောင်း body ထပ်ပေးခဲ့တယ်ဒါကြောင့်မလို့မနေ့က TikTok မှာတင်တဲ့ free တွေရောကျွန်တော် channel မှာတင်ပေးခဲ့တဲ့နှစ်ပွဲသုံးရောအော်ဝင်ဖြစ်ခဲ့တယ်ဒါကြောင့်မလို့မနေ့ကတော့ကျွန်တော်ရဲ့ညီကိုတွေအော်ဝင်ဖြစ်ခဲ့တယ်ဒါအပြင်ကဘာဖလာ10ရက်မှာကျွန်တော်ရဲ့ညီကိုတွေ9ရက် TD အဆင်ပြေထားတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ free ကို like ကစားတဲ့ညီကိုတွေအနေဖြင့်တော်တော်လေးအဆင်ပြေကြမယ်လို့မျှော်လင့်တယ်ကျွန်တော်ရဲ့ Telegram channel ကိုမ join ရသေးတဲ့ညီကိုတွေအနေဖြင့်ကျွန်တော်ရဲ့ channel ကို join ထားလို့ရတယ်ကျွန်တော်အနေဖြင့်ပုံမှန် TikTok မှာ free တပွဲပဲပေးတယ်ဆိုပေမဲ့ကျွန်တော်ရဲ့ channel မှာတော့ကျွန်တော်အကြိုက်ရှင်ကျွန်တော်အကြိုက်တွေ့တဲ့တော့ကျွန်တော်ရဲ့ channel မှာတင်ပေးနေတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ channel ကိုမ join ရသေးတဲ့ညီကိုတွေအနေဖြင့်ကျွန်တော် channel ကို join ထားလို့ရတယ်ကျွန်တော် channel ကိုတော့ကျွန်တော်ရဲ့ bio ကတစ်သင်းဝင် join လို့ရတယ်ဒီနေ့ရွေးချက်ပေးမဲ့ပွဲစဉ်ကတော့ Uruguay အသင်းနဲ့ Cabo Verde အသင်းတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာကျွန်တော်ကဂိုးအနည်းကိုပဲသဘောကျမိတယ်လက်ရှိဒီပွဲစဉ်မှာ Uruguay ကလည်းပြီးခဲ့တဲ့ပွဲစဉ်မှာ sorry ကို1-1တည်ကြခဲ့တယ် Cabo Verde ကတော့အန်အားသင့်ပွဲစပိန်ကိုဇီးသီးဆိုတဲ့ရာလက်ထွက်အောင်တည်ကစားထားတာဖြစ်တယ်ဒါကြောင့်မလို့လက်ရှိ Uruguay ရော Cabo Verde ရောကတယောက်တစ်မက်စီရရှိထားတာဖြစ်တယ်ဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့လုံးဝနှစ်ဂိုးမကြုံဘူးလို့ယူဆတယ်ဘာလို့လဲဆိုတော့လက်ရှိ Uruguay တိုက်စစ်ကိုကျွန်တော်လုံးဝမကြိုက်ဘူး Uruguay တိုက်စစ်ကိုလက်ရှိဦးဆောင်နေတဲ့ Darwin Núñez နဲ့ Vinet တို့ကလက်ရှိ Hawklet တိုက်စစ်မှုတွေမဟုတ်အဆုံးသက်သေကြတဲ့တိုက်စစ်မှုတွေလည်းမဟုတ်ဒါကြောင့်မလို့ Uruguay ပွဲစဉ်တွေကိုကြည့်ရင်နောက်ပိုင်းပွဲစဉ်တွေမှာဂိုးတဂိုးရဖို့ကိုမနဲ့ကစားနေရတာဖြစ်တယ် sorry နဲ့ပွဲစဉ်မှာလည်း Uruguay အနေဖြင့်နောက်ကနေလိုက်ကစားပြီးတော့တဂိုးရခဲ့တာဖြစ်တယ်ဒါကြောင့်မလို့စပိန်ကိုတောင်ဇီးသီးခံကစားတဲ့ Cabo Verde ရဲ့ခံသစ်ကိုလည်း Uruguay တိုက်စစ်အနေဖြင့်ဂိုးရဖို့ရုန်းကန်သွားမှာဖြစ်တယ်ဒါကြောင့်မလို့လက်ရှိဒီပွဲစဉ်မှာ Uruguay နိုင်ငံအောင်မှ1-2လောက်ပဲဆိုကျွန်တော်ယုံကြည်တယ်ဒါကြောင့်မလို့လက်ရှိဒီပွဲစဉ်မှာဘယ်လိုမှနှစ်ဂိုးမကြော်နိုင်တာမလို့ကျွန်တော်ကတော့ဒီပွဲစဉ်မှာဂိုးအနည်းကိုရွေးချယ်ပေးခြင်းပါတယ်အားလုံးပဲဒီနေ့ကျွန်တော်ရဲ့ free တင်သေးကတော့ Uruguay ဂိုးအနည်းပဲဖြစ်ပါတယ်နောက်ထပ်ပွဲစဉ်တွေလိုချင်တဲ့ညီကိုတွေအနေဖြင့်ကျွန်တော် channel ကို join ထားလို့ရတယ်ကိုသက်ပါဗျာဒါပြရှင်သောနေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေ